ကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးဟာတည်ငြိမ်ပြီးမလုံမရှားတည်ရှိနေတယ်လို့ထင်တတ်ကြပါတယ်။ဒါပေမဲ့အမှန်တကယ်တော့ကျွန်တော်တို့ရပ်နေတဲ့ကမ္ဘာမြေမျက်နှာပြင်အောက်မှာမျက်စိနဲ့မမြင်နိုင်တဲ့လှုပ်ရှားမှုကြီးတွေအမြဲတမ်းဖြစ်ပေါ်နေတတ်ပါတယ်။တခါတည်းအဲ့ဒီအင်အားတွေကရုတ်တရက်ပေါက်ကွဲထွက်လာပြီးစက္ကန့်အနည်းငယ်အတွင်းမြို့ကြီးတွေကိုပျက်စီးစေနိုင်ပါတယ်။အဲ့ဒါကိုပဲငလင်လို့ခေါ်ကြတာဖြစ်ပါတယ်။ကမ္ဘာမြေရဲ့အပေါ်ယံလွှာကို tectonic plate လို့ခေါ်တဲ့ကျောက်ပြားကြီးများနဲ့ဖွဲ့စည်းထားပါတယ်။ဒီကျောက်ပြားကြီးတွေဟာအလွန်နှေးကွေးစွာရွေ့ရှားနေကြပြီးတစ်ခါတရံမှာတစ်ခုနဲ့တစ်ခုတိုက်မိခြင်းခွာထွက်ခြင်းသို့မဟုတ်ပုတ်တိုက်ခြင်းတွေဖြစ်ပေါ်တတ်ပါတယ်။ဒီလိုပုတ်တိုက်နေချိန်မှာအင်အားတွေစုပုံလာပြီးကျောက်သားတွေကဆက်မခံနိုင်တော့တဲ့ချိန်မှာအဲ့ဒီအင်အားတွေရုတ်တရက်လွတ်ထွက်သွားပါတယ်။အဲ့ဒီအခါငလင်လှုပ်ခြင်းဖြစ်ပေါ်လာတာပါ။ကြည့်ရှုသူမိတ်ဆွေများအတွက်စိတ်ဝင်စားဖွယ်ဘဝတုဒ္ဒဖြစ်ဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ The Prehab Channel လေးကို like and subscribe လုပ်သွားပေးပါဦးခင်ဗျာ။ငလင်စတင်ဖြစ်ပေါ်တဲ့မြေအောက်နေရာကို focus လို့ခေါ်ပြီးအဲ့ဒီနေရာရဲ့ဓာတ်ရဲ့အပေါ်ဘက်မြေမျက်နှာပြင်ကို epicenter လို့ခေါ်ပါတယ်။ epicenter နဲ့နီးလေလေငလင်ရဲ့အကျိုးသက်ရောက်မှုပုံမပြင်းထန်လေဖြစ်ပါတယ်။ကမ္ဘာပေါ်မှာနေ့စဉ်ငလင်ပေါင်းထောင်နဲ့ချီပြီးဖြစ်ပေါ်နေပါတယ်။ဒါပေမဲ့အများစုကအင်အားနည်းလွန်းတာကြောင့်လူတွေမခံစားမိကြပါဘူး။သမိုင်းတစ်လျှောက်အပြင်းထန်ဆုံးငလင်တွေထဲကတစ်ခုကတော့1960ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ချီလီငလင်ဖြစ်ပြီးမဂနီကျု 9.5 အထိရှိခဲ့ပါတယ်။ဒီငလင်ကြောင့်ဆူနာမီလိုင်းကြီးတွေဖြစ်ပေါ်ခဲ့ပြီးကီလိုမီတာထောင်ပေါင်းများစွာအကွာအဝေးထိတက်ရောက်မှုရှိခဲ့ပါတယ်။ငလင်လုံးနေချိန်မှာပရင်းပေါက်တွေမှန်နေတဲ့ဝေးရကိုရွှေ့ပြီးခိုင်မာတဲ့ဇပွဲသွင်းမှုဇပွဲကုံအောက်မှာခိုလုံတင်တယ်လို့သက်ဆိုင်ရာပညာရှင်များရဲ့အကြံပြုချက်များအရသိရပါတယ်။ငလင်လုံးတဲ့ချိန်ဓာတ်လီကမသုံးသင့်သလိုအဆောက်အဦအပြင်ကိုအလင်းစလုံးမပြေးသင့်ကြောင်းသိရပါတယ်။ငလင်ရက်သွားတဲ့အခါမှာလုံခြုံတဲ့နေရာကိုရွှေ့ပြောင်းသင့်ပါတယ်။ငလင်ဆိုတာလူသားတွေမတားဆီးနိုင်တဲ့သဘာဝဘေးတစ်ခုဖြစ်ပေမဲ့အသိပညာနဲ့ကြိုတင်ပြင်ဆင်မှုကတော့အသက်တွေကိုကယ်တင်ပေးနိုင်ပါတယ်။ကမ္ဘာမြေကြီးကတိတ်ဆိတ်နေတယ်လို့ထင်ရပေမဲ့ကမ္ဘာမြေပြင်အောက်မှာတော့အင်အားကြီးမားတဲ့လှုပ်ရှားမှုတွေအများအားဖြစ်ပေါ်နေပါတယ်။မိတ်ဆွေတို့ရောငလျင်နဲ့ပတ်သက်ပြီးအတွေ့အကြုံတွေရှိရင်ကွန်မန့်မှာရေးပြီးသွားပါဦးခင်ဗျာ။